တင်လှုပ်ချင်ပေမဲ့ဘလို့မှထားလို့မရအောင်ဖြစ်နေရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးနော်တောက်ဆက်မိထားတာထက်စာရင်ဒူးလေးထောင်မျိုးထားတာကြတော့ပိုလွယ်တယ်ဒါမျိုးလေးအရင်ထားကြည့်ကြည့်ပေါ့နော်ဒါမျိုးလေးထားလို့မှာကိုကလုံးဝမကြွသေးဘူးဆိုလို့ရှိရင်အလေးတုံးလေးကိုကင်ပြီးတော့မှထားကြည့်မယ်အလေးဒါမှမဟုတ်ရေတံဘူးလေးသုံးပေးလို့ရတယ်ဒါကြတော့သူအလေးရဲ့ဝိတ်ရေတံဘူးရဲ့ဝိတ်ကလေးနဲ့လွှဲပြီးထားလို့ရှိရင်အလွတ်သွားထပ်ပို့ပြီးတော့လွယ်ကူစေတယ်ခုနလိုအလေးနဲ့ထားတာမှမကြွသေးဘူးဆိုလို့ရှိရင်နောက်တစ်ဆင့်ရကြတော့ခြေထောက်ပေါ်မှာအလေးတင်တာဒါမှမဟုတ်လို့ရှိရင်တယောက်ကကိုယ့်ရဲ့ခြေထောက်ကလေးကိုဖိပေးထားတာမျိုးလေးလုပ်ပြီးတော့မှထားကြည့်မယ်ဒါလေးကလည်းကိုယ့်ရဲ့ခနာကိုယ်လေးကခြေထောက်မကြွသွားလို့ရှိရင်အပေါ်ပိုင်းထားတာပိုလွယ်သွားမှာဆိုတော့ဒါလေးကိုစမ်းကြည့်ကြည့်နော်ပြီးတော့နောက်တစ်ဆင့်ကြတော့ကိုကဒီဟာလေးတွေကိုလုံးဝမရတော့ဘူးဆိုရင်ပြောင်းပြန်လေးသွားကြည့်ကြမယ်ထိုင်ရက်ကနေပဲအနောက်ကိုခါးလေးကိုပဲလှန်ထုတ်မယ်ကြံတဲ့နေရာတွေကလုံးဝမပြောင်းဘဲနဲ့ဆွဲလန့်မယ်ပြန်ထားမယ်သက်ရှူမယ်ဒါမျိုးလေးကိုသွားကြည့်ကြည့်ပေါ့နော်ဒါလေးကိုပုံမှန်လေးချင်းပေးရဆိုလို့ရှိရင်နောက်ပိုင်းအိတ်ထားမှတင်ကိုအပြည့်ရလာမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့စမ်းကြည့်ကြည့်နော်နောက်ဗီဒီယိုလေးမှာဆုံးမယ်တတ်တာ